တရားကိုပြောတာပါဘယ်သူမှတိုက်ခိုက်နေရမဟုတ်ပါဘူးအဆိုင်ငယ်ပြောက်သွားတယ်ရူဘီမတဲကိုဈေးလာဝယ်ပြီးမှဆိုင်ငယ်ပြောက်တယ်ပြောက်သွားတာခမောက်တောင်းဝင်မယူဘူးလေခမောက်စီကျူတီတော့ချထားတယ်ဒီနေရာမှာကားမရရဘူးဟုတ်ပြီကားမရတော့ဒါပေမဲ့အဲ့နားမှာခမောက်တို့စီကျူတီကိုကားမရဖို့ပဲတောင်းဝင်ပေးထားတာလားအဲ့ဒီဆိုင်ကကိုပျောက်သွားတာကိုတောင်းဝင်မှုတောင်းဝင်ခံမှုရှိလားဒါမျိုးတော့နှစ်ဦးနှစ်ဖက်ပြည်သူလုံခြုံရေးဆိုတာပြည်သူကာဝယ်ဆိုတာခမောက်လာတာတွေအလကားယူထားတာမှမဟုတ်တာအဲ့ဒါတော့တောင်းဝင်ယူမှာပေါ့ကျွန်တော်လိုလူမျိုးရဲ့ကားကိုတနေရာမှာဘုံတောင်သွားလို့ကျွန်တော်ကဘုံကွင်းခမောက်တောင်းဝင်ယူမလားကျွန်တော်ဒါလေပဲအရှိတရားပဲကျွန်တော်ဟိုတလောမှာအဲ့မှာပျောက်သွားလို့ဒါမှမဟုတ်ကျွန်တော်ကားကိုကျွန်တော်နဲ့မျက်လုံးနေရာမှာကျွန်တော်ရက်ရတာကျွန်တော်လူကိုလုံးကြံနေတာအများကြီးပဲခါကြကျွန်တော်မြန်မာနိုင်ငံကလာတာပဲယူနေတာအလုပ်ကြတော့တိကျမလို့ရှောက်အာဝါရာတွေနော်အာဝါရာတွေဘာမှမဟုတ်တောင်းရင်မှုတောင်းခံမှုရှိလားဆိုတော့ဘယ်သူမှမရှိဘူးနော်ပြီးတော့ကြောက်လဲစောက်ပစ်ပဲပြောတဲ့အခုကျွန်တော်ပြောလိုက်ပြီကျွန်တော်စောက်ပစ်ပြောတော့မယ်မင်းပါပါနော်ကျွန်တော်တို့ကဟိုစကားကိုအတိတ်ပဲမဲမဲနဲ့ဘယ်တော့မှပြောတဲ့လူတွေမှမပါဘူးနော်ကျွန်တော်မှတ်တမ်းတွေကျွန်တော်ပြပေးမယ်ဆိုင်ကယ်တစ်စီးပြောက်သွားတယ်ရဲလာတယ်နေရင်းလာနေရင်းကျွန်တော်ပြောလိုက်ဟာမင်းယူတာမင်းပါကျွန်တော်လည်း CCTV ရနေပါတယ်ကြည်နေပါတယ်လို့ပြီးသွားတာပဲပြီးပါနဲ့မဖမ်းပြောက်တဲ့သူကပြည်သူကခဏမလုံခြုံဘူးနေဗျာဆိုင်ကယ်တော်မှခိုးတယ်ဆိုရင်လုံကြံဖို့လို့ဆိုတာဝင်လာမှာပဲလေအဲ့ဒီအတွက်ကျွန်တော်ကဒီလိုရှိတာလေတို့ຢာနေမှာမျက်လုံးတစ်ဖက်မိတ်ထားရတဲ့အရာတွေရှိတယ်ဗျသိလားကျွန်တော်ပြောရဲကျွန်တော်ရူဘီမက်မှာနေရိုင်းနေတယ်အခုရူဘီမက်အကြောင်းကျွန်တော်ပြောတာပေါ်တင်ပြောတာနော်ပေါ်တင်ပြောတာနော်နိုးပါငင်ဆိုရင်ခင်ဗျားတို့လည်းအမှအကုန်လုံးကိုတေချာလေးကြည့်ထားလိုက်ဆိုင်ငယ်ခိုးသွားပြီဆိုရင်ခင်ဗျားတို့ခိုးသွားတာအရန်တိကျနေတယ်ဆိုရင်အဲ့ဒီဆိုင်ကယ်ကိုဘယ်သူရက်တယ်ဘာညာဆိုတော့ CCTV အလုပ်ကိုတယောက်လို့နော်အဲ့ဒါဆိုရင်ပြည်သူကလုံခြုံတယ်အခုကဆိုင်ကယ်ခိုးသွားလဲမသိဘူးအကုန်မဟုတ်တယ်လို့ပဲနော်ဟိုကရူဘီမလာတယ်ကိုမဟုတ်တယ်လို့ပဲအကုန်နဲ့မဆိုင်တယ်လို့ပဲအပြီးဟိုလိုဒီလိုကြောက်လဲဟိုလိုဒီလိုလုပ်ပြန်အောင်ဘာမှန်းလည်းမသိကျွန်တော်တိုင်းပြည်ဘယ်လိုတိုးတက်မှာလဲဗျာနော်အဲ့လိုတောင်းဝင်ရမှုတောင်းဝင်ခံမှုရှိတဲ့ရူဘီမတ်လို့နေရာမျိုးကြီးမှာနော်ဟောဆာလာကတ်သွားတော့ကြတော့လေဟုတ်လားမမြင်ဘူးပြည်သူလူတွေကကြောက်ပြီးတော့လာမဝဲတော့ဘူးအဲ့တော့အဲ့ထဲမှာရှိတဲ့ဆိုင်တွေကလည်းဘွန်းတော့ရှုံးဝကုံဝအဲ့လိုပြကျွန်တော်တဲ့ပဲနော်ကျွန်တော်ကဘဒူးမှဖားရနေတဲ့ကောင်မဟုတ်ကျွန်တော်မနေ့ပြန်လဲရူဘီဘက်မှာလာထိုင်အောင်ပါနော်ကျွန်တော်ပြောတာမားနေရင်လာဖမ်းလိုက်ဖမ်းခိုင်းလိုက်ဗျာဆောက်လို့ရှုပ်တယ်နော်ကျွန်တော်လာထိုင်အောင်ပါနော်လာထိုင်ပြီးတော့ကျွန်တော်ပြောအောင်ပါနော်လာပြောအောင်ပါကျွန်တော်ကမြန်မာပြည်ကအဲ့လိုဗျာလူတွေကသူတို့ကြတော့သူတို့ကလူကြီးလူကောင်းလို့ဘာလို့လှုပ်ပြီးတော့မသိရင်သူတို့မှတာဝန်ရှိတာဒီထဲမှာလူတာဝန်ရှိပြီးတော့မှအပြင်ကိစ္စရူဘီမတ်တွေကကားပတ်ကင်တို့ဆိုင်ကယ်ပါကင်တို့ထိုးတဲ့နေရာကြတော့သူတို့ကစောက်တာဝန်မရှိတော့လေပုံစံမျိုးလှုပ်လာပျောက်သွားတယ်ဆိုတော့အေးပျောက်သွားငါရော်ပေးမယ်လို့တခုမှမပြောဘူးဟိုလူလွှဲချဒီလူလွှဲချနေနော်ကျွန်တော်ကတော့မရဘူးကျွန်တော်ကတဲကြိတ်တဲ့ကောင်နော်တဲကြိတ်တဲ့ကောင်ဆိုရင်တော့ကျွန်တော်ပြောမှာတဲ့ပဲခမကဘာယာဓုတွေဘာတွေပဲခမတို့ဘိုင်နိုင်ဆိုင်နိုင်နဲ့ကြုံနေလဲမပတ်သက်ဘူးနော်အဲ့တော့ခမတို့ရူဘီမက်မှာလည်းတာဝန်ယူမှုတာဝန်ခံမှုရှိပါဂိတ်တွေမှာချထားပါလူတွေကသာ CCTV ကကြည့်ပါဒီဆိုင်ကယ်ကိုဘယ်သူစီးလာလဲကြည့်တာဟုတ်လားဒီကားကိုဘယ်သူမောင်းလာလဲကြည့်တာအဲ့ဒါမှလုံခြုံပါလေမဟုတ်လားကြည့်တာအော်လုံခြုံရေးပတ်စံယူတာလည်းကားမဟုတ်ဘူးလေ
ဟုတ်လားကြည့်ဂိမ်းဘောင်ကနေဝင်လာတဲ့ဒီဇိုင်းကဲမောင်းသွားတဲ့ကောင်ကဒီဇိုင်းကဲပါရှင်မဟုတ်တာခိုးတာပဲဒါကျင်းသေးပြီဟုတ်လားရက်တဲ့နေရာမှာကြည့်လေဒီကိုပြန်လာတာကြည့်အဲ့လိုမျိုးကားဆိုတော့ကြည့်ကျွန်တော်တို့လုံခြုံရေးလိုအပ်တယ်နော်လုံခြုံရေးလိုအပ်တယ်ရူဘီမတ်ဆိုတာလကားမဟုတ်ဘူးနော်ပြင်းဦးလွင်မျိုးရဲ့အကြီးဆုံးမားကတ်ပဲလုံခြုံရေးလိုအပ်တယ်နော်လုံခြုံရေးလိုအပ်တဲ့အတွက်လုံခြုံရေးတိုင်းလုပ်ပါနော်လုံခြုံရေးတိုင်းမဟုတ်ဘဲနဲ့ဆိုင်ငယ်ပြောတော်တော်မှာဘာမှမဖြစ်ရှင်းပေးနိုင်ရင်ကျွန်တော်တို့လည်းကားကျွန်တော်တို့မျက်လုံးအောင်ပါပဲကျွန်တော်ရက်မှာနော်ကျွန်တော်ဇော်ဘုံရဲ့ကားနော်ကျွန်တော်ဟမ်မာလည်းစီးမယ်ရွှေငါလည်းစီးမယ်ဟွန်ဒါရှက်တယ်လည်းစီးမယ်ဟွန်ဒါဖြစ်လည်းကျွန်တော်စီးမယ်ကျွန်တော်ကားတော့ကျွန်တော်ရက်မှာပဲနော်ရက်မှာပဲဘာလို့လဲကျွန်တော်အဲ့မှာရှေ့မှာကျွန်တော်ရဲ့လုံခြုံမှုကိုမပေးနိုင်ရင်ကျွန်တော်အဲ့နေအောင်ကျွန်တော်ယုံကြည်မှုမရှိဘူးဗျဘာလို့အဲ့လိုပြောလဲဆိုရင်ခင်ဗျားတို့အဲ့မှာဆိုင်ကယ်ပြောက်သွားတာတော့မှနော်နေရင်းကိုဟိုမှာခေါ်ပြီးတော့မှကြည်ရတော့မှဆိုင်ကယ်ပြန်မရဘူးလေအဲ့တော့ကျွန်တော်မယုံဘူးဗျမယုံတဲ့အတွက်ကျွန်တော်မျက်လုံးအောင်မှာကျွန်တော်ရက်တယ်ဒါပဲနော်မနေ့ကကျွန်တော်လူရင်းကရောက်ရင်ကျွန်တော်ကအိုင်နာမှာရက်မယ်ရက်ခွင့်မရှိဘူးဆိုရင်ခင်ဗျားတရားဝင်ဖမ်းခိုင်းလိုက်တောင်းရင်မှုတောင်းလို့ခင်ဗျားအေးကျွန်တော်ကတကူကူနဲ့ဘုံကွဲတာတော့ဘာလို့တကူကူဖြစ်ရင်ခင်ဗျားတို့ရှင်းနော်အဲ့လိုကောကျွန်တော်ကလက်တွေ့ပဲအဲ့ဒါဘာလို့ကျွန်တော်ပြောလဲခံစားချက်နဲ့ပြောတာမဟုတ်ဘူးခံယူချက်နဲ့ပြောတာခိတ်တွေကိုလုံခြုံလုပ်ပေးပါလို့ပဲကျွန်တော်ပြောခြင်းနော်အဲ့လိုလုံနိုင်မှစီကန်းနေတင်းကျပ်ပါနှုတ်ဆိုလို့ရှိရင်ရှော့ရှိတယ်နော်မြန်မာပြည်အမြဲဆုံးငြိမ်းချမ်းပါစေရှေ့တန်းရောက်နေတဲ့တက်မတော်သားတွေဘေးရနေ KGB နောက်တန်းမိသားစုတွေနဲ့အမြဲဆုံးထမင်းတဝိုင်းထဲမှာလက်ဆုံစားနိုင်တဲ့မိသားစုတွေအဖြစ်ပြန်နေဆုံးစီးဖို့မြင်တွေ့ရဖို့ပဲကျွန်တော်ဆူတောင်းပေးနေပါတယ်ခင်ဗျာနော်လူမက်ကလူကြီးလည်းကျွန်တော်စိတ်မဆိုးပါနဲ့ကျွန်တော်ပြောတာအမှန်ကြီးပြောသွားတာပါနော်အဲ့တော့ကျွန်တော်လည်းအနေရှိပါတယ်နော်အနေရှိတယ်ဇော်ဘွင်းဆိုင်ငယ်ဘယ်နေရပြောက်လဲလို့မင်းကျွန်တော်ပြောပေးပါမယ်နော်နေရင်းလည်းပါပါတယ်ဆိုင်ငယ်ပြောက်တော့လည်းတာဝန်မယူနိုင်ဘူးဘာမှမယူနိုင်မဟုတ်တာကြီးဗျာလုံနေကျွန်တော်နိုင်ငံအဲ့ဒါပဲဟိုမဟုတ်တဲ့နေရာတွေမှာကြတော့နော်ဟိုဘာညာလှုပ်ပြီးတော့မှဟုတ်တဲ့နေရာတွေမှာကြတော့မလုံနိုင်မင်းနဲ့နော်အဲ့အရာမှားတာလုံနိုင်အောင်လုပ်ဖို့တော့ကိုပဲကျွန်တော်အကူအညီတောင်းတာပါနော်နိုင်ငံတော်ဝန်ထမ်းတွေကိုအကူအညီတောင်းတာပါအကူအညီတောင်းတာပါနိုင်ငံတော်ဝန်ထမ်းတွေကိုဆဲဆိုတော့အနာရှိရင်ဆဲလို့ကျွန်တော်နာမည်တက်ပြီးတော့ဆဲတာမဟုတ်ဘူးနိုင်ငံတော်ဝန်ထမ်းရောတက်မတော်သားရောရဲတပ်ဖွဲ့ဝင်ရောရင်သိန်းရောဝင်ကြီးဌာနမှာရှိရလူတွေကအကုန်ကောင်းလာဗျဟုတ်လားအကုန်ကောင်းတယ်ဆိုရင်တော့တရားဆွဲလိုက်ပါကျွန်တော်ဆဲလိုက်ပါဆွဲပါတခါလဲဆွဲလိုက်နော်ဘယ်သူဆွဲမှလဲနာမည်တက်ပြီးတော့တခါလဲအခုစားမင်းဆွေတို့ငါးမင်းဆွေတို့ဆွဲတယ်လို့လားဆွဲလိုက်အဲ့လိုဆွဲနော်အဲ့တော့ကျွန်တော်လည်းနိုင်ငံတော်ဝန်ထမ်းမှုပဲနဲ့တိုင်းပြည်နဲ့နိုင်ငံကိုလူမျိုးကိုချစ်လို့ကောင်းစေခြင်းလို့ကျွန်တော်သိတာကျွန်တော်တတ်တာကိုကျွန်တော်ပြောပေးနေတာပါဟုတ်လားအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဘာမှမဖြစ်ပါဘူးဟိုမစိုးရိမ်ပါနဲ့ကျွန်တော်အလူတွေသွားနေလို့မနေ့ပြန်လဲကျွန်တော်အလူရှိမယ်နောက်ရက်တွေမှာလဲကျွန်တော်ရှေ့တန်းမှာနောက်တစ်ခုအလူရှိအောင်မယ်နော်အဲ့တော့တောင်တကုံရဲစခန်းကိုလည်းကျွန်တော်လာခဲ့ပါမယ်လို့နော်စခန်းမူကြီးလည်းကျွန်တော်ဒီ like ကနေပဲပြောပေးရသည်ကျွန်တော်လာမှာပါနော်ကျွန်တော်လာမှာဟိုဒီမှာနည်းနည်းလေးအလုံးရှိနေသေးလို့ပါအဲ့ပြဿနာ66ခါကြီးကဘာမှဖြစ်ပါဘူးနော်ကျွန်တော်အာမခံမဲ့အိမ်အောင်အာမခံမဲ့လူပေါ့နော်အာမခံမဲ့လူရဲ့အိမ်အောင်စုစရာမူရင်းနဲ့မှတ်ပုံတင်နဲ့ပြီးရင်ကျွန်တော်ရဲ့အိမ်အောင်စုစရာနဲ့မှတ်ပုံတင်နဲ့လာမယ်စစ်ဆေးခံမယ်ဖုံးအပ်မယ်ပြီးရင်လက်မှတ်ထိုးပြီးကျွန်တော်အာမခံယူသွားမယ်ဒါပဲကျွန်တော်သိတာပေါ့ဒီအမှုကိုကျွန်တော်မသိပဲပဲနေပါအောင်ဟုတ်လားအဲ့တော့ကျွန်တော်တရားစွဲဆိုထားတဲ့လူတွေလည်းပြုံးလိရဲစခန်းကိုလာရမှာပါနော်လာရမှာပါဟုတ်ပြီလားကြည့်ကြနေရပေါ့နော်လာရမှာပါအဲ့တော့ပဲပြောချင်ပါတယ်ဗျာကျန်တာအများကြီးပြောလို့မကောင်းလို့ပါ